တခါတလေမှာကိုယ့်ရဲ့ကြိုးစားမှုတွေကမလုံလောက်သေးဘူးလို့ခံစားဘူးလားလူတော်တော်များများပေါ့နော် social media တွေသုံးကြတယ် scroll လုပ်ကြတယ်သူတို့တွေ like ကြည့်ကြတယ်သူတို့တွေကတော့အောင်မြင်နေကြတယ်သူတို့တွေကတော့ confidence ရှိလိုက်ကြတာသူတို့ရဲ့ဘဝတွေကတော့ပြည့်စုံလိုက်တာဒါမျိုးပေါ့နော်အားကြကြတယ်ပြီးရင်ကိုပြန်ပြီးတော့သူတို့နဲ့နှိုင်းယှဉ်ကြတယ်ငါရဲ့စူးစမ်းမှုကမလုံလောက်သေးလို့လားငါအရန်နောက်ကျနေပြီလားဘာတွေလိုအပ်နေလို့လဲဒါမျိုးပေါ့နော်တွေးပြီးတော့တန်တရားဖြစ်တတ်ကြတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေအတွက်ပေါ့နော်တခုလောက်တော့ပြောချင်တယ်တင်ဟာစူးစမ်းနေတဲ့သူတယောက်တင်ရှောက်နေတဲ့လမ်းမှာခြေလမ်းတွေကိုရက်မနေတဲ့သူတယောက်ဆိုလို့ရှိရင်တင်ရဲ့တင်ဟာ perfect ဖြစ်မနေဘူးဆိုရင်တော့မှပေါ့နော်တင်ရဲ့စူးစမ်းမှုကအရန်ကိုလုံလောက်ပြည့်စုံပါတယ်လူတယောက်နဲ့တယောက်ကပေါ့နော် journey တွေမတူဘူး story တွေမတူဘူးဒါကြောင့်မလို့သူများနဲ့မနှိုင်းယှဉ်ပါနဲ့ကိုကရှောက်နေတဲ့လမ်းကိုပဲကိုယ့်ရဲ့လမ်းကိုပဲကိုအာယုံစိုက်ပါယုံကြည်ချက်အပြည့်နဲ့ပေါ့နော်ရှောက်လမ်းပါလို့ဒီနေ့ကနေပြီးအကြံပေးချင်ပါတယ်နောက်ပြီးရင်အခုကိုယ့်အကိုလည်းပြောကြည့်ပါပေါ့နော်ငါဟာစူးစမ်းနေတယ်ငါဟာတဖြည်းဖြည်းတိုးတက်လာတယ်ငါဟာပြည့်စုံလုံလောက်ပါတယ်လို့